အဖက်ရငါဖုံးရိုးကမလာအားလုံးပဲမင်္ဂလာပါဒီနေ့ဘလော့လေးကတော့တဲဘူရိုပင်လယ်ကမ်းခြေနဲ့ဂျဲဘူရိုပင်လယ်ကမ်းခြေကိုတွားခဲ့တဲ့ဘလော့လေးပဲဖြစ်ပါတယ်ပထမဆုံးချက်တဲဘူရိုကိုတွားခဲ့တယ်ပေါ့နော်တဲဘူရိုတွားတာကစော်ရီလို့လာတော့မသိဘူးဘာမှတိတ်ပြီးတော့မရှိဘူးရေကလည်းမတက်သေးဘူးပေါ့နော်ပင်လယ်ကြီးပဲမြင်ပြီးတော့ရေမရှိရတဲ့ပင်လယ်ကြီးပဲမြင်ခဲ့ရတယ်ပေါ့နော်ခရူတွေအထက်မှာဆင်းကောင်းနေကြတာအများကြီးပဲတိတ်ပြီးတော့မစီကားဘူးတဲဘူရိုကဟိုးအတွင်းထဲမှာရေကျနေတဲ့အချိန်ကျတော့ပင်လယ်တွားကောင်းပင်လယ်ထဲမှာတွားကောင်းနေကြတာခုံးတွေတွားကောင်းနေကြတာလူတွေအများကြီးပဲပေါ့နော်အဲ့ဒီပဲမြင်ခဲ့ရတယ်တိတ်ပြီးတော့ဒီမှာကျတော့ပြောပြမကောင်းဒီမှာပါရီရှိတယ်ဆိုတော့ဘေးမှာစစ်ပင်လေးတွေကတော့တော်တော်တာရတယ်စစ်ပင်လေးတွေနဲ့စစ်ပင်ရိတ်ကလေးတွေမှာနားကြကိုကြအဲ့မှာတော့တော်တော်တာရတယ်ပေါ့နော်ဒီတဲဘူတော်ကတော့တိတ်ပြီးစိတ်ဝင်စရာပါလေစိတ်ဝင်စားစရာမကောင်းတော့မလို့ခဏလေးပဲကြည့်ပြီးပြန်ခဲ့ပါတယ်ဒီတစ်ပိတ်ရဲ့ခေးရတော့တော်တော်အေးတယ်နော်တော်တော်အေးတယ်လူတွေလည်းအဲ့မှာခင်းပြီးတော့ဒီတစ်ပိတ်ရဲ့ဒီမှာခင်းပြီးတော့အိတ်နေကြတာဒီမှာလာပြီးတော့အပူချောင်းလာဖို့ပြောရအဲ့မှာအဲကနေနေတော့မစိုးဘူးဒီမှာကျတော့တဘာဝလေးမျိုးလေးနဲ့ခံလို့ကောင်းတယ်တစ်ပိတ်ရဲ့ခေးတွေမှာစားပွဲတောက်ပွဲတွေနဲ့ခင်းနေနဲ့ခင်းပြီးတော့မိသားစုလိုက်နေကြတာပဲနော်တင်ပြန်လဲတင်လာလဲတော့မသိဘူးကျွန်တော်တို့ကခဏပဲကြည့်ပြီးတော့ပြန်ခဲ့ပါတယ်ဓာတ်ပုံလေးပဲလေရိုက်ကြလေဆန်းကြည့်တော့လေကျေဘူးတို့ view ကပိုလာတယ်ရေဘယ်မှာကူးပြီးချိုးလာအေးနော်အဲ့ထဲတော့ကူးမရဘယ်တော့Lo làm
ကိုနေရာထင်အောင်မလို့အဲ့ဒါလူကတော့ဒီနားပဲအများဆုံးပဲ လူကဒီနားအများဆုံးမလို့တော့နေပြီးတော့ဆိုတော့အရေးနာ ဒီလိုနဲ့ပဲတနားရီလောက်ကြီးတက်တက်ပြီးတော့ပြန်လာခဲ့ပါတယ်ပြန်လာခဲ့တယ်ဆိုမဲ့တော့ခုကဒီဘူတို့တက်သွားမှာပေါ့နော်ဒီဘူတို့မှာတော့ဒီထက်ပေါ်ရကောင်းတယ်ပေါ်ရကောင်းတယ်ဆိုတော့ပြင်လဲလဲဒီကူလို့လည်းရတယ်အဲ့မှာကျတော့ဆိုတော့ဒီဘူတို့သွားနေပါပြီဆိုတော့ကျေဘူးတို့အဝင်ဝလေးကိုရောက်နေပါပြီဒီနေရာလေးအဝင်ဝကိုတာတာရရလေးတစ်မျိုးလေးတော့ဘေးတစ်ဖက်တစ်ချက်မှာပင်လယ်နဲ့လဲကောင်မှာလမ်းလေးနဲ့ကားလမ်းလေးနဲ့ပေါ့နော်ဆိုတော့အသွားမှာတော့ရေမတက်သေးဘူးပေါ့နော်အပြန်ကြရင်ဒီမှာရေတက်နေတော့ခဏလောက်စောင့်ပေးရသေးတယ်10 ခွဲလောက်မှပြန်လို့ရတယ်ဒီမှာကားလမ်းပိတ်သွားတယ်ပေါ့နော်ကားလမ်းပိတ်အောင်ရေတက်တယ်ပြန်ဆိုလို့ရှိရင်ခုကတော့ကမ်းခြေကိုဆက်ရောက်ပါပြီကမ်းခြေဆက်ရောက်တာနဲ့ပင်လယ်ကြီးကိုတန်းတွေ့ရပါတယ်ဟိုမှာကတော့ဖုန်းကောက်တဲ့လူတွေတော့တွေ့ကြရတယ်နော်ရေးကြတယ်ဟိုကဘယ်မှာတော့တတ်တာတော့မသိဘူးဒီဘလိုမှာတော့တိတ်ပြီးတော့ရောရမကောင်းဘူးဒီဘလိုပြန်ရောက်လာပါတယ်ဒီဘလိုပြန်ရောက်လာတယ်ပြီးရင်ခူးကြမယ်ပေါ့နော်ကိုကျွန်းသွားလို့ရသေးရဲ့ဟိုဘက်တောင်းမှာအဲ့ဘက်ကပူရိုက်လို့ကောအဲ့ဘက်မှာရောက်ချင်တာဒီမှာရိုက်ချင်တာလားမှန်နဲ့ရိုက်တာ哦，把多的你呀，是的，我那交来的，刚才啊。可是嘛，不灵，这没搞了。Nó vậy là mình đi cho nó vậy là mình đi bữa nay chị đưa qua lấy lại vậy đi đi
ဒီကပင်လေဟိုခံစားလို့ရှူပြီးခံစားလို့ရတယ်ဟိုမှာဘာမှမရှိနော်ရေးကြနေရရောတော့ခံစားနေလူတွေဘာလို့ပင်လေကိုကြိုက်ကြတယ်ပင်လေကိုခံစားဘာမှမရှိတဲ့ပင်လေဘာခံစားဒီမှာကူးကြနော်ညရေကူးတယ်ညာခိုင်းတော့ဒီကတော့ရေကတော့လားရေဒီတော့ပဲရေကငေါ့တော့လားဘယ်လိုပူကြလို့ရှိမှာပေါ့ဥပြုတ်တာလို့ဖြစ်နော်တော့ဒီလိုလို့ဘယ်မှာလဲယောက်ျားနော်စတိုင်းရလားတိုင်းနေရန်ပူတော့ကြတော့ပထမဆုံး7-Eleven စီးရဖေးဝင်လိုက်ပါလေစီးရလာ 7-Eleven ကတော့မပြေးလိုက်ဘူးဝင်ပြီးတော့ဟိုပြေးလေးပါလေတောက်ကြမယ်နော်ဆက်ပြီးတော့တောက်ပါမယ်ဒီမှာအေးဒီမှာရေတောက်ကူပါမယ်အဲ့ဒါရှားနေရအေးဟာကမလေးဘာကမှလည်းဒီမရတပူးလားလားတယ်ပြောဒါကဒီတော့နားကဒီတော့ဒါတော့တမ်းမရဒါတခုရရဒီအေးတောင်းမရလောက်လောက်လားဒီကော်ဖီလေးကတော့ဆန်းဆန်းပြပြပါနော်ဘလက်ကော်ဖီလေးကမှအမေဒီကနိုလာကလည်းဘလက်ကော်ဖီလေးကမှမို့ဘူးနဲ့ရောပြီးတော့ဒီလေးလေးနဲ့တောက်တာပဲနော်အဲ့လေတော့တောက်လို့ပေါင်းပါလေတော့ညမဆိုင်ပါအမြင်တော့မယ်ကောင်းတညတော့အိမ်မှာအိမ်လိုက်ပြီးတာပဲနော်ကိုတော့နောက်နေ့မှတွားလဲရတာကောင်းမလို့လူကောင်းမလို့တရားတော့ဝဲတော့ဘာသာရော့အောက်ဆောင်ပေးပါလားခင်ဗျာဘအဝါရီနာဒီဟိုဟာခရူးကောက်ရော့ည
ကွာဟိုရေလေကျွန်းလို့သွားမှာဖြစ်ပါတယ်စီလေကျွန်းလို့သွားမှာဖြစ်ပါတယ်အကျွန်းလေးကတော့ခဏလောက်နေတက်တော့မှာပါ ထုတ်နေလို့တွေ့လားကျွေးလာဒီဘက်ကျွန်းထည့်ရပါ감사합니다. May I have your attention, please? This is information for all tourists near the Falcon Rock from Hwasong Urban Corporation Maintenance Office. Due to a danger caused by ဟွာဆောင်းနေတဲ့ we advise you to move to a safe spot and keep yourself safe. Thank you. 华城城市公社我是重庆新鲜小吃的稍后因沿周围海水水位将升高，十分危险，请各位游客转移到安全地带，注意安全，谢谢。ဒီနေရာမှာတပ်ပုတ်နေရိုက်ကြပါတယ်တော်ရိုက်ကြပါတယ် ငါရိုက်လို့ရှိရင်ငါပိုက်ကရုပ်ကြီးပဲပြန်မြန်မြန်တယ် ဒါကတော့ရေစောမဲ့နေရာနဲ့ကားပါကင်ထိုးခဲတဲ့နေရာကအရန်ဝေးလို့မဟုတ်ဘူးကားပြန်ယူတာပါကားပြန်ယူပြီးတော့ရေစောတဲ့နေရာမှာကားပါကင်ပြန်ထိုးတာပါရောက်ပါဟိုဝိုင်းရေတက်ခါကဆိုတော့ ပါတယ် ရေကရမ်းနောက်တယ်တိတ်မကြည့်သေးမကြည့်လဲအထက်ဆင်းလိုက်ရင်တော့ရေကနောက်ပြီးတော့မဟုတ်ဘူးရမ်းအေးတယ်ကျူးလို့ရမ်းကောင်း ငါတော့ မနေရကြတော့မှာ ရှိမလို့တော့
ကြီးဝဲထားအောင် ခုကတော့ရေကူးပြီးသွားပါပြီ ဟောရေးထူတာဟိုရောက်လာ နှစ်စာကျွေးကြမလို့ပါနှစ်စာကျွေးကပုံနဲ့တက်တော့ရညမောင်လေးပို့ပြီးတော့ပြောပြကောင်းတယ်ဒီနေရာလေးရမ်းပါရတယ်ကပုံရလို့လည်းရမ်းကောင်းပါတယ် ဟိုကားလမ်းငါတို့လာတဲ့ကားလမ်းလည်းပိတ်သွားပြီနဲ့ဟုတ်လားဟိုရေအဲ့ဘက်ကိုရေရောက်လာပြီပိတ်တော့ကားလမ်းတော့မပိတ်ခုနဒီနာဟိုရွှွန့်ပြေဘူးဘောလုံးကိုရေဖြစ်ပါညာတဘာဝရှိတဲ့ရမှာမြင်လိုက်လည်းမသိပါဘူး Dia do último, no por atrás. ဒီလာဟောရောက်နေသူသိရတယ် အားလုံးခုထိမပြန်သေးဘူး စိတ်မပေးဖောင်း အဲ့မဲ့ခေါ်လို့ကိုမရပြန်ခေါ်လို့ကိုမရ ညအေးဦးမှာဘာဖြစ်လဲဘာလို့ဒီနားရတယ်ဒုစရိုက်နား
အေးဒီနေ့တစ်ခေါက်ပြန် ဒီလားတွေလိုက်ဖို့လက်ပဲ နေဝင်စည်းစာလေးအရင်လာပါတယ် ဒီလိုမနေ့ကရေချိုးပြီးတော့မချိုးလို့ရတယ်ဒီနေ့ကျင်းတော့ရေကူးအောင် တတ္တဝါလေးတွေကိုအစာကျွေးရင်ကိုချင်းစာစိတ်မွေးနိုင်ပါတယ်တတ္တဝါလေးတွေကိုအစာကျွေးခြင်းကုသိုလ်ကအစိမ့်နှကံကုသိုလ်မြောက်ပါတယ်ငါးစာကျွေးခြင်းငှက်စာကျွေးခြင်းခွေးစာကျွေးခြင်းစတဲ့ကိုကျွေးလိုက်တဲ့ကိုပေးလိုက်တဲ့အခါသူတို့တွေစားသုံးနေတာကြည့်ပြီးဆင်းရဲတဲ့တတ္တဝါတွေမဆင်းရဲကြပါစေနဲ့ဘေးဘရာတွေနဲ့တတ္တဝါတွေဘေးဘရာကင်ပါကြပါစေတောကဖြစ်နေကြတဲ့တတ္တဝါတွေတောကကင်းဝေးကြပါစေဆိုတဲ့မေတ္တာပို့ပေးခြင်းကကိုချင်းစာနာစိတ်နဲ့မေတ္တာပွားခြင်းဖြစ်တဲ့အတွက်အလိုအလျောက်တိလမြဲသွားပြီတိလတစ်ခုချင်းစီတိုင်းကိုချင်းစာစိတ်တစ်ခုနဲ့ပဲစဉ်းစားလိုက်မယ်ဆိုကိုချင်းစာစိတ်ကိုလက်ကင်ထားနိုင်သူဟာအမြင့်မြတ်ဆုံးလူသားတစ်ယောက်ပါပဲခုနှစ်သားသမီးအပေါင်းကိုချင်းစာခိုးလုံခဲ့တဲ့ချစ်နေတွေသူပြန်ရောက်လာချင်ချီနူးစပြန်ဖွယ်ချိန်လေးတွေရင်ခွေအော်ရင်ခွေတတ်တဲ့အိမ်ရဝဲတိုင်းတွေ့မိရဲ့တယောက်တည်းလောက်ဆိုညာတာတွေရှိသူရှိတော့ငါမတမဲလာဝေးပြီးဆိုမမရလားအချို့ဆုံးတော့ခံလေးတွေပြန်တန်းတာဒါတော့ဆုံးတော့နေလောက်တော့သူပြန်ဆုံးလာတဲ့နေမှာမျောလင်းချင်တဲ့ဘဝနေမယ်နော် နှိမ့်မိပါရဲ့နော်ဟဲ့လာတော့ရိုက်ထားရလေယောက်ျားရဲ့ လာတော့ကနေလေခုကညလေ အိုးရေးရအောင်အောင်စရာကြည့်တော့ ဖြတ်ဖြတ်ရိုက်တာဟိုခဏလောက် ခဏလောက်ရက်လိုက်အောင်ရက်ပြီးရင်တစ်ခါနောက်တစ်ခါထပ်ရိုက် ရှေ့လေရိုက်ဘေးလေးတစ်ချက်လိုက် ဘေးလေးဟိုကေဘယ်လေးတွေကိုလှမ်းရိုက်ပြောနေတာ ဟိုအဲရွှေစင်ရုပ်ကလည်းလူရိုက်ဟိုဘက်ကိုရိုက်တောင်းနှောင်းရိုက် ဒီလိုအားချက်စဲ ဟဲ့ငါအဲ့လောက်ကြည့်မရိုက်တယ်ဘွယ်နင်တို့နေရလေပြိုးကြနေရပြောတတ်တယ်နင်ငါ့ကိုရိုက်ပြီးတော့ဆောက်လို့လွယ် ရိုက်ပြတာလာတယ်လူကမလာတာ ခုတော့ပြောပြီပို့တိန်တော့ဒီခုချိန်တော့ဇင်ရော်လေးတွေပေါ့ပြန်လာရင်လက်သားရပြစ်ကုန်တော့မှာ ငါကလည်းဒါဖြစ်နေစိတ်ကုန်ရှိတော့ဒါပြော လူပြိုကြီးလောက်လိုက်တော့လို့ လာတော့ဒီမှာရေကိုလေလုံးဝမရှိဘူးနော် ဟိုးပဲမြင်အောင်မြင်အောင် သူ့တပော ဟုတ်ပါအထိအေးတော့အလားတော့ဟုတ်တယ်အဲ့လောက်မလောက်နော်ရေမရှိတော့လေ ရေမရှိတော့မလာဘူး ဟိုကျုံပင်လေထဲမှာ ပြီးတော့ဒီရကူကလေမီးမထွန်းလို့မီးထွန်းရင်ပို့လာတယ် အေးဒါလေးရမီးရမထုံးနေ လမ်း ပ မီး င် မ လေ ထွန်း ကြီးကိုဖြတ်ပြီးတော့ ကြလဲတော့လမ်းလေးရေဆေးလိုက်ပြန်ကြလိုက်တယ် ကောင်းတာဒီလမ်းမော်ကားမောင်းရင်မကောင်းဒီရေလေကားဟိုဟာဆင်လို့ရှိရင်လေမကောင်း ဟာအဲ့ဆက်စားအားရအမဒီရ ဒီကတော့ဆရာကြီးပါ ဒီနားကြီးအဲ့လောက်မငန်းဘူးပြည့် မဲပြားနေပါရေတွေချိုးလာပြီရိုက်ထားတာတော့ငိမ့်တော့မငိမ့် ညင်အောင်ရဲ့ ငါမောင်းမယ်နင်းရဟေးငါပင်လေမောင်းကြတော့မှာ ဟိုနေရာတစ်တော့မှတွေ့လိုက်တယ်ကားရေစေးတာပင်လေရေနဲ့လေပင်လေကန်းဆက်ကိုမောင်းချတော့ပြီးတော့ကားပင်လေတွေက ဟို ရေ တော နဲ့ င်ပေါ်မှာဟိုမီးလေးတွေနဲ့အဲလေးဆွဲရိုက်တယ် မမြင်အောင်ဟိုကလာနေရော ဟိုမျိုးတွေဟိုရှေ့တိုက်ကမီးတာ ဟိုမှာတူတူတာရှိတယ် ဒီလေအဲဟိုကနေပြီးတချို့ကျတော့ဒီဘက်ကိုပြန်မစည်းတော့လေအဲကနေပြန်တာ ။အော်အဲ့လိုလား အဲကနေဟိုဘက်နားမှာကားဂိတ်ရှိတယ် ။အော် တချို့ကျလဲကားဒီဘက်မမောင်းတော့အဲဟိုဘက်နားတယ်ဟိုကတောင်းဟိုဘက်နားမှာဟိုကားဂိတ်ရှိတယ်ကားပါဂိတ်ရှိတယ်အဲမှာကားရက်ခဲ့ပြီးအဲကိုကျိုးရတာလမ်းလျှောက်ပြေးပြီးစီးပြီးသွားပြန်စီးပြီးပြန်လာ
KBTV ဒီနေ့ဟို KBTV ဘက်ရတော့ဆင်းပြီးတော့ကျွန်းပတ်တယ်ကွာ ကျွန်းပတ်တော့ချင်းချင်းဆိုကြတော့ ကျွန်းပတ်တဲ့ခါကျတော့သူဟိုကား ဟိုဟာလေးငားတာ လိုင်းကားလည်းရှိတယ်ကျွန်းပတ်လိုင်းကားရှိတယ်ကျွန်းပတ်လိုင်းကားလည်း ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အခုကတော့ကျေဘူးလို့ခီးစဉ်လေးကပြန်လာပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ